မွေးနေ့ကိတ်ပြင်ဆင်ပြုလုပ်နည်းနဲ့ပတ်သက်တဲ့ဗဟုသုတလေးတွေကိုအမြဲတင်ပေးနေတဲ့ Hello Foodie ရဲ့ YouTube Channel လေးဖြစ်ပါတယ်။ Hello Foodie ကတော့မန္တလေးမြို့ကဖြစ်ပါတယ်။မန္တလေးမြို့မှာရှိတဲ့မွေးနေ့ရှင်လေးတွေကိုချစ်ရခင်ရတဲ့မွေးနေ့ရှင်လေးတွေအတွက်မွေးနေ့ကိတ်လေးတွေမှာပေးလို့ရပါတယ်နော်။ခုလုပ်နေတာလေးကတော့ရှစ်လက်မဆိုင်မွေးနေ့ကိတ်လေးဖြစ်ပါတယ်ရှင်။မိမိလေးတွေအရန်ကြိုက်တဲ့ကျူရိုမီအယုတ်လေးနဲ့အလှဆင်ပြပါမယ်နော်။ခရင်လေးတွေအများကြီးသုံးရင်ခရင်ရဲ့အရသာကအနှဲငယ်ခါတက်တက်လေးဖြစ်တတ်တာမို့လို့ကျွန်တော်ကအမြဲတမ်းကိတ်ကိုအဖြူရောင်နဲ့အရင်ဆုံးခရင်ပတ်ပါမယ်ပြီးတော့မှလိုအပ်တဲ့ကာလာလေးတွေကိုနောက်ထပ်တစ်ထပ်ပတ်ပါတယ်ရှင်ကာလာပမာဏထည့်ရတာနဲတက်တက်နဲအောင်အသုံးပြုထားပါတယ်။ငကိုမူလအယောင်အဖြူရောင်ကတော့ admin ရဲ့အကြိုက်ဆုံးအယောင်ပါပဲရှင်။စစ်စရာကောင်းတဲ့ကျူရိုမီအယုတ်လေးနဲ့ကိတ်လေးပြင်ဆင်ပြုလုပ်ရတာအရန်ကိုလွယ်ကူပြီးတော့ရိုးရှင်းပါတယ်ရှင်။မျက်နှာပြင်အပေါ်မှာနော်စကောင်းသုံးပြီးတော့အနားပတ်တယ်။ကျူရိုမီအယုတ်လေးရဲ့ကာလာကတော့ခရမ်းရောင်ဖြစ်တာမို့လို့ခရမ်းရောင်လေးလည်းသုံးတယ်။ကျူရိုမီအယုတ်နဲ့တွဲနေကြMy Melody အယုတ်လေးကကျတော့ပန်းရောင်လေးပေါ့နော်ဒါကြောင့်မို့လို့ Kiromi ပဲဖြစ်ဖြစ် My Melody အယုတ်လေးပဲဖြစ်ဖြစ်မှာတယ်ဆိုရင်ပန်းရောင်နဲ့ခရမ်းရောင်လေးတွေကိုအသုံးပြုကြတာများပါတယ်ရှင်ဒါကြောင့်မို့ကျွန်တော်ကအောက်ခံအယောင်ကိုခရမ်းရောင်လေးတုံးထားပြီးတော့မှအပေါ်အနားလေးတွေကိုတော့ပန်းရောင်လေးတွေကိုတုံးပြီးတော့မှပြုလုပ်လိုက်ပါတယ်နောက်ဆုံးမှာတော့မိမိလေးတွေအရန်ကြိုက်တဲ့ Kiromi အယုတ်ကလေးတင်တယ်ခုမှထားတဲ့မွေးနေ့ရှင်လေးကကြတော့ crown လေးပါထည့်ပေးပါဆိုလို့ကျွန်တော်က crown လေးပါထည့်ပြီးတော့အလှဆင်ထားပါတယ်ရှင်ခီရိုမီအယောင်လေးနဲ့အယုတ်ကလေးနဲ့လိုက်ဖက်မဲ့တော့ပါလေးတွေတက်တန့်လေးတွေလည်းထည့်ပေးလိုက်ပါတယ်ကျွန်တော်တို့ရဲ့ Hello Foodie မှာအခြေခံမွေးနေ့ကိတ်အလှဆင်တင်တန်းလေးလည်းရှိပါတယ်ရှင်မွေးနေ့ကိတ်ပြုလုပ်တာစိတ်ဝင်စားတယ်ကိတ်မုတ်ဖုတ်တာစိတ်ဝင်စားတယ်ပြုလုပ်နီးလေးတွေနဲ့ပတ်သက်ပြီးတော့သိချင်တာလေးတွေရှိတယ်ဆိုရင် comment မှာမှန်ပြီးတော့မေးထားခဲ့လို့ရပါတယ်ကျွန်တော်သိတဲ့လောက်ကိုပြန်လည်မျှဝေဖြေကြားပေးပါမယ်နော်ကျေးဇူးအများကြီးတင်ပါတယ်ရှင်